ဒီတရားတွေကိုဖက်လိုက်တဲ့အခါမှာတော့အားလုံးကရှင်းသွားတော့တာပဲတကယ်တော့ဆူဝါကအတိတ်ကနေအနာဂတ်ကိုခေတ္တရောက်လာခဲ့တာပါလွန်ခဲ့တဲ့၈နှစ်ဆူဝါအသက်25နှစ်အရွယ်မှာသူဟာကားအတော်တစားထိခဲ့တယ်အဲ့ဒီအချိန်မှာသူဟာတတိလက်ပြီးအနာဂတ်စီအခုလက်ရှိမိုးရာသီစီဝိညာဉ်လိုမျိုးရောက်လာခဲ့တာသူသိလိုက်ရတာကသူဟာဦးကျင်နဲ့လက်ထပ်ပြီးချင်းဟိုကိုမွေးပြီးရင်အသက်32နှစ်မှာတေးဆုံးသွားမယ်ဆိုတာပဲမိုးရာသီကုံစုံခါနီးမှာချင်းဟိုကမိုးဆက်ရွာဖိုးကားတွေကိုလိုက်လျှော်ပေးနေတာမြင်ရတော့ရင်ထဲတော်တော်ထိခိုက်ရတယ်။ကျောင်းကဟောပြောပွဲမှာချင်းဟိုကကျွန်တော်အခုချက်ကူကြော်တတ်ပြီးအဝတ်လျှော်တတ်ပြီးအဖေကိုကျွန်တော်စောင့်ရှောက်ပါမယ်လို့မိမိကိုကတိပေးခဲ့တယ်လို့ပြောတဲ့အခါစူကတော့ပရိသတ်တွေတော့ငိုကြရတယ်။နောက်ဆုံးမှာတော့နေရောင်ကြီးပြန်ထွက်လာပြီးစူဝါပြန်ရမယ့်အချိန်ရောက်လာခဲ့ပြီ။ဦးမင်းလွမ်းခေါင်းထဲမှာစူဝါကချင်းဟိုဖက်ပြီးမိတားကိုမွေးခဲ့ရတာဘယ်တော့မှနောင်တမရဘူး။တားကမိဘဝရဲ့အဖိုးတန်းဆုံးပဲလို့နှုတ်ဆက်ခဲ့တယ်။ဦးကျင်လည်းအပြေအလွှားရောက်လာပြီးမဲ့စူဝါဟာတဖြည်းဖြည်းပလောက်ကွယ်သွားခဲ့ရပါသည်။ဒါပေမဲ့ဇလန်းကဒီမှတင်မပြည့်သေးဘူး။စူဝါဟာအတိတ်ကစိတ်ယုံကတဲ့ပေါ်မှာပြန်နိုးလာခဲ့တယ်။သူအနာဂတ်မှာဖြစ်ပျက်ခဲ့တာတွေကိုသိနေပြီ။သူဦးကျင်စီကိုတွားရင်သူအသက်တိုးမယ်ဆိုတာသိပေမဲ့သူကတော့ဦးကျင်နဲ့ချင်းဟိုရှိတဲ့ဘဝကိုပဲရွေးချယ်ခဲ့တယ်။ငါအသက်တိုးရင်တောင်မှမင်းတို့နှစ်ယောက်မဲ့နေရတဲ့မိနစ်တိုင်းကငါအတွက်တော့ထာဝရထက်ပိုတန်းဖို့ရှိတယ်ဆိုတဲ့စိတ်နဲ့ပေါ့။အခုတော့ချင်းဟိုကအရွယ်ရောက်လာပြီ။သူ့အဖေဦးကျင်နဲ့အတူပျော်ပျော်ရွှင်ရွှင်နေထိုင်ရင်သူတို့နှစ်ယောက်လုံးရဲ့ရင်ထဲမှာတော့စူဝါဟာအမြဲတမ်းရှိနေမှာပါ။ဒီပုံပင်လေးကချစ်ချင်းမေတ္တာရဲ့အစွမ်းကိုပြသွားတာပဲနော်